Kamzat Chimayev ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ပရိသတ်တွေရဲ့မျက်လုံးထဲမှာပြင်းမိတာကတော့ပြိုင်ဘက်တွေကိုရရဆက်ဆက်ဖိအားပေးတိုက်ခိုက်တတ်တဲ့ Boris လို့ခေါ်တဲ့ဝန်ပလွေတကောင်ဟန်ပုံလေးပါတယ်။သူဟာ UFC လောကတွေကိုမုံတိုင်းတစ်ခုလိုဝင်ရောက်လာခဲ့ပြီးပွဲဥထွက်ကလေးကလူတိုင်းရဲ့ပါဆက်ဖျားမှာရေပန်းစားခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်။ဒါပေမဲ့မကြာသေးမီကမှပရိသတ်တွေတတိထားမိလိုက်တဲ့အပြောင်းလဲကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့သူ့ရဲ့နာမည်ပြီးမှအမြဲတမ်းတွေ့မြင်နေကြဖြစ်တဲ့အပြားနဲ့အဝါရောင်ဆွီဒင်နိုင်ငံအလံပြောက်သွားပြီးအဲ့ဒီအစား UAE လို့ခေါ်တဲ့ Arab စော်ဘွားများပြည်ထောင်စုရဲ့အလံကိုပြောင်းလဲကိုစားပြုလာတာပါပဲ။ဘာကြောင့်လဲ။ဆွီဒင်နိုင်ငံဟာသူ့ကိုဒုက္ခသည်ဘဝကနေကဘာကျော်ကစားသမားတယောက်ဖြစ်အောင်မွေးထုတ်ပေးလိုက်တဲ့ဂျေဇုရှင်နိုင်ငံတစ်ခုမဟုတ်ဘူးလား။ဘာကြောင့် Kamzat ဟာဆွီဒင်နိုင်ငံကိုကြောခိုင်းပြီးအရှေ့အလယ်ပိုင်းကိုပြောင်းရွှေ့သွားခဲ့ရတာလဲ။ဒီကိစ္စရဲ့နောက်ကွယ်မှာအားကစားတတ်မဟုတ်တဲ့နိုင်ငံရေးဘာသာရေးနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှုပ်ထွေးပွေလီတဲ့အကြောင်းရင်းတွေအများကြီးရှိနေပါတယ်။ဒီနေ့မှာတော့ Kamzat Chimayev ရဲ့အလံပြောင်းလဲခြင်းနောက်ကွယ်ကအမှန်တရားတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Kamzat Chimayev နဲ့ဆွီဒင်နိုင်ငံတို့ရဲ့ဆက်နွယ်မှုကိုအရင်ဆုံးပြောင်းပြချင်ပါတယ်။ Kamzat ဟာမူလကရုရှားနိုင်ငံချီချင်းညဒေသမှာမွေးဖွားခဲ့သူပါ။စစ်ပွဲတွေနဲ့ပဋိပက္ခတွေကြားမှာကြီးပြင်းခဲ့ရပြီးအသက်18နှစ်အရွယ်လောက်မှာတော့သူ့ရဲ့မိခင်နဲ့အတူဆွီဒင်နိုင်ငံကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူဟာဘာမှမဟုတ်တဲ့လူငယ်လေးတစ်ယောက်ပါ။ဆွီဒင်နိုင်ငံကိုရောက်စာမှာဘာသာစကားအခက်အခဲယဉ်ကျေးမှုအခက်အခဲတွေကြားကနေရုန်းကန်ခဲ့ရပါတယ်။ကြက်မွေးမြူရေးစက်ရုံတွေမှာအလုပ်လုပ်ရင်းဘဝကိုတိဆောက်ခဲ့ရတာပါ။ဒါပေမဲ့သူ့စီမှာပါလာတဲ့နပန်းပီရအစွမ်းစားတွေကသူ့ကိုလမ်းကြောင်းမှန်ပေါ်ရောက်စေခဲ့ပါတယ်။ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့မှာရှိတဲ့ All Stars Training Center ကိုရောက်ရှိသွားတဲ့အချိန်မှာတော့သူ့ရဲ့ကံကြမ္မာဟာစတင်ပြောင်းလဲသွားခဲ့ပါတော့တယ်။ဆွီဒင်နိုင်ငံဟာသူ့ကိုလေ့ကျင့်ခွင့်ပေးခဲ့တယ်။နေထိုင်ခွင့်ပေးခဲ့တယ်။ပြီးတော့နိုင်ငံတကာအဆင့်မီပြိုင်ပွဲတွေမှာရှင်ပြိုင်နိုင်ဖို့အခွင့်အရေးတွေဖန်တီးပေးခဲ့ပါတယ်။ဒါကြောင့်လဲ UFC မှာစတင်နာမည်ကြီးလာတဲ့အချိန်တုန်းကဆွီဒင်နိုင်ငံကဝန်ပလွေးဆိုပြီးကဘာကသိခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုရင်ဒီလောက်အဆင်ပြေနေတဲ့ဆက်ဆံရေးကဘာကြောင့်ပျက်စီးသွားရတာလဲ။ဒီနေရာမှာအဓိကအကြောင်းရင်းကြီး၃ချက်ရှိပါတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့နိုင်ငံရေးနဲ့ဘာသာရေးတင်းမာမှုတွေပါ။ဆွီဒင်နိုင်ငံဟာလွတ်လပ်စွာပြောဆိုခွင့်ကိုအပြည့်အဝပေးထားတဲ့ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီအချက်ကကောင်းတယ်လို့ဆိုနိုင်ပေမဲ့တချို့သောအစွန်းရောက်လှုပ်ရှားမှုတွေအတွက်လည်းလမ်းဖွင့်ပေးတယ်လို့ဖြစ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာဆွီဒင်နိုင်ငံမှာလက်ရစွန်းနိုင်ငံလေးသမားတွေကအစ္စလမ်ဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့ကူရန်ကျမ်းစာအုပ်ကိုမီးရှို့တဲ့ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ဒီကိစ္စဟာကမ္ဘာတစ်ဝန်းကမွတ်စလင်တွေကိုဒေါသထွက်စေခဲ့တယ်လို့ Kamzat Chimayev ကိုတိုင်းကလည်းဘာသာတရားကိုအလွန်ကိုင်းဆိုင်တဲ့မွတ်စလင်တယောက်ဖြစ်တာကြောင့်ဒီကိစ္စအပေါ်မှာပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ Kamzat ဟာဆိုရှယ်မီဒီယာတွေကနေတဆင့်ဒီလုပ်ရတွေကိုစန့်ကျင်ကြောင်းပြောဆိုခဲ့မှုပါတယ်။သူကိုစားပြုနေတဲ့နိုင်ငံတစ်ခုမှာသူ့ရဲ့ဘာသာတရားကိုစော်ကားတဲ့လုပ်ရတွေကိုဥပဒေအရခွင့်ပြုထားတာကိုသူလက်မခံနိုင်ခဲ့ပါဘူး။ဆွီဒင်အစိုးရအနေနဲ့ကလည်းလွတ်လပ်စွာဆန္ဒပြခွင့်ကိုပိတ်ပင်လို့မရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီအခြေအနေက Kamzat အတွက်စိတ်ပိုင်းဆိုင်ရာမွန်းကျပ်မှုတွေကိုဖြစ်စေခဲ့မှုရပါတယ်။သူချိမြက်နိုးတဲ့ဘာသာတရားနဲ့သူနေထိုင်ရနိုင်ငံအကြားမှာကြီးမားတဲ့ကွာဟချက်တစ်ခုဖြစ်ပေါ်လာခဲ့တာပါ။ဒါဟာသူ့ကိုဆွီဒင်နိုင်ငံကနေစိတ်ကုံသွားစေတဲ့အစာပြိုးအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ဒုတိယအကြောင်းရင်းကတော့ပိုပြီးရှုပ်ထွေးတဲ့နိုင်ငံရေးဇာတ်လမ်းပါ။အဲ့ဒါကတော့ချီချင်းညာခေါင်းဆောင် Ramzan Kadyrov နဲ့ Kamzat တို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးပါပဲ။ Kadyrov ဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူခြင်းခံထားတဲ့ခေါင်းဆောင်တူဖြစ်ပြီးလူအခွင့်အရေးချိုးဖောက်မှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေသူဖြစ်ပါတယ်။ဒါပေမဲ့ Kamzat ကတော့ Kadyrov နဲ့အလွန်ရင်းနှီးပါတယ်။ Kadyrov ရဲ့တားတွေကိုလေ့ကျင့်ပေးတာ Kadyrov ပေးတဲ့လက်ဆောင်တွေကိုလက်ခံတာချီချင်းညာကိုမကြာခဏပြန်ပြီး Kadyrov နဲ့တွေ့ဆုံတာတွေလုပ်လေ့ရှိပါတယ်။ဒီအချက်ကဆွီဒင်နိုင်ငံအပါအဝင်အနောက်နိုင်ငံတွေရဲ့မျက်စိထဲမှာတော့စူးတစ်ချောင်းလိုဖြစ်နေခဲ့ပါတယ်။ဆွီဒင်မီဒီယာတွေနဲ့နိုင်ငံရေးအတိုင်းအဝန်က Kamzat ရဲ့ဒီလုပ်ရက်တွေကိုဝေဖန်ခဲ့ကြပါတယ်။အာနာရှင်တဦးနဲ့ပေါင်းတင်ရဲ့ကစားသမားဆိုပြီးပုံဖော်တာတွေရှိလာပါတယ်။ဒီလိုနိုင်ငံရေးဖိအားတွေက Kamzat ရဲ့နေထိုင်မှုဘဝကိုပါထိရောက်မှုရှိလာနေပါတယ်။တရင်ဒီအရာဆိုရင် Kamzat ဟာဆွီဒင်နိုင်ငံကိုလက်မှတ် passport ကိုကိုင်ဆောင်ထားသူမဟုတ်ဘဲရုရှားနိုင်ငံကိုလက်မှတ်နဲ့ဆွီဒင်မှာနေထိုင်ခွင့် resident permit တတရရှိထားသူလို့ဆိုကြပါတယ်။ဒီလိုအခြေအနေမျိုးမှာနိုင်ငံရေးအရာထိရှလွယ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်နေရကသူ့ရဲ့နေထိုင်ခွင့်အဆင့်အတန်းကိုပါချင်းချောက်လာနိုင်တဲ့အနေအထားဖြစ်ပါတယ်။တတိယအချက်ကတော့လက်တွေ့ကြတဲ့ခရီးသွားလာရေးပြဿနာတွေပါ။ UFC ဟာ American အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် American ကိုတွားရောက်ရှင်ဖန်ဖို့ဆိုရင် visa ရရှိဖို့လိုအပ်ပါတယ်။ဒါပေမဲ့ Khamzat ရဲ့ Kadyrov နဲ့ပတ်သက်မှုတွေကြောင့် American ပြည်ဝင်ခွင့် visa ရရှိဖို့အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တချို့ပွဲတွေဆိုရင် visa အခက်အခဲကြောင့်ပွဲပြစ်မလို့ဖြစ်ခဲ့ရတာတွေဒါမှမဟုတ် American ပြည်ပမှာကျင်းပတဲ့ပွဲတွေကိုပဲရွေးချယ်ကစားနေရတာတွေကိုတွေ့မြင်ရမှာပါ။ကစားသမားတစ်ယောက်အနေနဲ့ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုလုပ်ဖို့အတွက်ခီးသွွာလာခွင့်ကန့်ပတ်ချက်တွေရှိနေတာဟာကြီးမားတဲ့အနှောင့်အယှက်တစ်ခုပါပဲ။ဒီပြဿနာတွေအားလုံးကိုဖြေရှင်းဖို့အတွက် Khamzat ရွေးချယ်လိုက်တဲ့ထပ်ပေါက်ကတော့ UAE လို့ခေါ်တဲ့ RS စော်ဘော်များပြည်ထောင်စုပါပဲ။ UAE ဟာမွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်သူ့ရဲ့ဘာသာရေးယုံကြည်ချက်နဲ့ကိုက်ညီမှုရှိပါတယ်။ဒါအပြင် UAE ဟာကမ္ဘာအားကစားသမားတွေကိုနှွေးထွေးစွာကြိုးဆိုလေးရှိပြီးအထူးသဖြင့်ကိုယ်ခံပညာတိုင်းပေါင်းစုံကစားသမားတွေအတွက်အခွင့်ကင်းလွတ်ခွင့်တွေနေထိုင်ခွင့်အထူးအခွင့်အရေးတွေပေးထားပါတယ်။အရေးကြီးဆုံးကတော့ UAE ဟာရုရှားနိုင်ငံနဲ့ရောအနောက်နိုင်ငံတွေနဲ့ပါဆက်ဆံရေးပြေလည်အောင်ထိန်းသိမ်းထားနိုင်တဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် Khamzat အနေနဲ့နိုင်ငံရေး PR တွေမရှိဘဲလွတ်လပ်စွာနေထိုင်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ Khamzat ရဲ့ manager ဖွင့်သူ Majdi Shanmas ကလည်းဒီအပြောင်းလဲကိုတရားဝင်အတည်ပြုခဲ့ပါတယ်။သူက Khamzat ဟာဆွီဒင်နိုင်ငံကိုကိုစားမပြုတော့ပါဘူး။သူဟာ UAE နိုင်ငံသားအဖြစ်ခံယူပြီး UAE အလံအောက်ကနေရှင်ပြိုင်တော့မှာပါလို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာရုတ်တရက်ချမှတ်လိုက်တာမဟုတ်ပဲနှစ်ရှည်လျားများကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအပီးတိုင်းဖြေရှင်းလိုက်တဲ့နည်းလမ်းတစ်ခုလို့သုံးသပ်ရမှာပါ။သူဟာအခုဆိုရင်ဒူဘိုင်းမှာအခြေချနေထိုင်နေပြီးသူ့ရဲ့လေ့ကျင့်ရေးစခန်းကိုလည်းအဲ့ဒီမှာပဲအထူးထားလှုပ်ဆောင်နေပြီဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံကိုမျှဝေခြင်းပါတယ်။ Khamzat Chimaev ရဲ့ဘဝခီးလန်းကိုကြည့်မယ်ဆိုရင်ခေတ်သစ်ကဘာကြီးရဲ့ရှုပ်ထွေးမှုကိုမြင်တွေ့ရမှာပါ။စစ်ကွဲတွေကြောင့်နေရဆွန့်ခွာခဲ့ရတဲ့ကလေးတယောက်ဥရောပနိုင်ငံတစ်ခုမှာခိုလုံခွင့်ရပြီးဘဝကိုပြန်လည်တည်ဆောက်ခဲ့တယ်။အောင်မြင်မှုတွေရရှိခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့မူလစစ်မြစ်ဘာသာရေးယုံကြည်ချက်နဲ့နိုင်ငံရေးအယူအဆတွေကသူခိုလုံခဲ့တဲ့နိုင်ငံရဲ့တန်ဖိုးထားမှုတွေနဲ့ထပ်တူမကြတော့တဲ့အခါနောက်ထပ်အိမ်တစ်တလုံးကိုရှာဖွေခဲ့ရပြန်ပါတယ်။လူတစ်ယောက်ဟာနိုင်ငံတစ်ခုရဲ့နိုင်ငံသားဖြစ်ုံနဲ့အဲ့ဒီနိုင်ငံရဲ့အရာအလုံးကိုလက်ခံနိုင်ဖို့မလွယ်ကူဘူးဆိုတာကို Khamzat ရဲ့ဇလန်းကမိမောင်းထိုးပြနေတယ်လို့ပါမယ်။သူဟာကမ္ဘာနိုင်ငံသားတစ်ယောက်လိုနေထိုင်နေရပေမဲ့သူ့ရဲ့နှလုံးသားထဲမှာတော့ချီချင်းညာဆိုတဲ့စိမိကဘယ်တော့မှပျောက်ပြတ်သွားဖို့မရပါဘူး။သူဆွီဒင်ကိုဆွန့်ခွာခဲ့ပေမဲ့ဆွီဒင်နိုင်ငံမှာရှိရဲ့သူ့ရဲ့နီးပြတွေအသင်းဖော်တွေနဲ့ဆက်ဆံရေးကတော့ပြက်ပြားသွားခြင်းမရှိပါဘူး။ All Stars Gym ကနီးပြတွေဟာအခုချိန်ထိသူ့ရဲ့ထောင်မှာရှိနေသေးပါပဲ။ဒါကဘာကိုပြသလဲဆိုတော့နိုင်ငံရေးနဲ့လူမျိုးရေးအကန့်အသတ်တွေဘလို့ပဲရှိပါစေအားကစားစိတ်သက်နဲ့လူပုဂ္ဂိုလ်ချင်းခင်မင်မှုကတော့ခိုင်မဲနေသေးပဲဆိုတာပါပဲ။နီကုန်း6အနေနဲ့ပြောရရင် Khamzat Chimaev ဆွီဒင်နိုင်ငံကိုဆွန့်ခွာပြီး UAE ကိုပြောင်းရွှေ့သွားခြင်းဟာအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ဒါဟာဆွီဒင်နိုင်ငံတွင်းကဘာသာရေးစော်ကားမှုတွေအပေါ်မကျေနပ်ချက်ချစ်ချင်းကြားခေါင်းဆောင်တဲ့ပတ်သက်မှုကြောင့်ဖြစ်လာတဲ့နိုင်ငံရေးဖိအားပြီးတော့ပြိုင်ပွဲတွေဝင်ရောက်ရှင်ပြဖို့အတွက်ဗီဇာနဲ့ခီးသွားလာရေးအခက်အခဲတွေစတဲ့အချက်တွေအားလုံးပေါင်းစုံသွားတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။သူဟာတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့အတွက်သူ့ရဲ့အသက်မွေးဝမ်းကြောင်းကိုအကောင်းဆုံးဆက်လက်လှုပ်ဆောင်နိုင်မယ်သူ့ရဲ့ယုံကြည်ချက်တွေကိုလေးစားမယ့်နေရာတစ်ခုကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့သူပဲနိုင်ငံအလံကိုပဲကိုစားပြလောင်အိမ်ထဲရောက်သွားရင်ပြိုင်ဘက်တွေကိုအသက်ရှူမဝအောင်ဖိအားပေးမဲ့ဝုံမလွေတကောင်ကိုပဲဆက်လက်မြင်တွေ့ရအောင်မှအသေးချပါပဲ။ Khamzat ရဲ့ဒီဆုံးဖြတ်ချက်အပေါ်မှာပရိသတ်ကြီးအနေနဲ့ရောဘယ်လိုမြင်မိကြပါသလဲ။သူ့နေရာမှာသာဆိုရင်ရောဘယ်လိုဆုံးဖြတ်မယ်လို့ထင်ပါသလဲ။ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်။တန်ဖိုးရှိတဲ့အချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။